ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ကျော်မင်း channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောကိုယ်တွေမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထောင်ရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်စန္ဒာတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမစူတောင်းမြတ်တာပို့တာလိုက်ပါလေဗျာကဲကိုမကြီးအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒီမနက်အင်္ဂါနေ့မနက်ပေါ့ဗျာနော်အင်္ဂါနေ့မနက်ထောက်ကနန်းလေးကတော့ကျွန်တော်တို့65ဆိုတော့လေဗျာနော်စင်ပြေကြမှာပါနော်ဒါ9ပိုင်း9ဘတ်တီကိုကြိုက်လို့ကစားလိုက်တဲ့ကိုရီမတွေပဲဖြစ်ဖြစ်နော်တနေကုန်သားရှယ်ကီးနဲ့တနေကုန်သားရှယ်ကီးဖြစ်တဲ့ကျွန်တော်တို့168ကီးနဲ့ပဲကပ်ပြီးတော့တွဲကစားတဲ့ကိုရီမတွေပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်Telegram ကိုဒီမာတွေကတော့ပို့ပြီးရကြမှာပါဗျာနော် Telegram ကိုဒီမာတွေနော် Telegram မှာကျွန်တော်အနီးကပ်တင်ပေးခဲ့တာနော်မိတ်နှစ်ကွက်ထဲပါနော်အထူးမိတ်နှစ်ကွက်ထဲအနီးကပ်ကလေးတင်ပေးခဲ့ပါတယ်နော်95နဲ့96ဆိုပြီးတော့ Telegram အမျိုးတွေကတော့ပေါက်ကြမှာပါနော်အားကြောင့်မလို့ကျွန်တော်ပြောပါတယ်နော်ကိုဒီမာတွေအားလုံးပဲလိုအပ်မဲ့ထင်အားပေးတယ်ဆိုရင် Telegram လေးကိုဝင်ရောက် join ပေးထားပါလို့နော်အားကြောင့်မလို့ဆိုအနီးကပ်တစ်ကွက်ကောင်းနှစ်ကွက်ကောင်းလေးတွေကြတော့ကျွန်တော် YouTube မှာလာရောက်ပြီးတော့မျှဝေပေးဖို့လည်းအဆင်မပြေဘူးအဲ့အတွက်နော်ကျွန်တော်ရဲ့ဒီ Telegram channel လေးကနေပဲကျွန်တော်တင်ပေးတာများပါတယ်เนาะဒါအဓိကကလေးတွေလည်း Telegram ကိုဒီမတွေဆိုရင်တော့လည်းခဏခဏတော့လည်းရနေကြတာပါเนาะကဲဘာပဲဖြစ်ပေါ့ဗျာเนาะပေါက်ကြတဲ့ကိုဒီမတွေအဆင်ပြေကြတဲ့ကိုဒီမတွေเนาะရလိုက်ပါတယ်ဆိုတဲ့ကိုဒီမတွေပေါက်ကြီးလေးတွေမှန်းခဲ့ပေးပါเนาะ Telegram ကိုဒီမတွေလည်းပေါက်ကြီးလေးတွေမှန်းခဲ့ပေးเนาะဒါ Telegram ကိုဘယ်လို join ရလဲ join နေတဲ့ကိုဒီမတွေရှင်းရင်လဲเนาะကျွန်တော်မှတ်မှာ link လေးချပေးထားပါမယ်အဲ့ link လေးကိုနှိပ်ပြီးတော့ join ဆိုတာလေးနှိပ်ပြီး join လိုက်ရင်ရောက်ပါပြီเนาะအားပေးတဲ့ဆိုတဲ့ကိုရီမတွေနော်ဝင်ရောက်ပြီးတော့ join တာပါနော်လိုအပ်မဲ့ဆိုတဲ့ကိုရီမတွေလည်းဝင်ရောက်ပြီး join ပါမလိုအပ်ဘူးလို့ထင်တဲ့ကိုရီမတွေကတော့မ join ပါနဲ့နော်ကိုရီမတွေအားလုံးပဲကဲကိုရီမတွေအားလုံးပဲနော်ကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလေးကကျွန်တော်တို့အခု9ရက်4လ2026အင်္ဂါနေ့နော်ညနေအတွက်ဖြစ်ပါတယ်နော်ကဲကိုရီမတွေအားလုံးပဲနော်ဗီဒီယိုပိုင်းလေးကို like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါနော်အခုမှမြင်ခုမှတွေ့ခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမတွေကလည်းเนาะ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်သွားပေးပါဗီဒီယိုလေးတွေကြည့်ရှုတဲ့အခါမှာလည်း like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะဒါကျွန်တော်မှားသည်ဖြစ်စေအမှန်သည်ဖြစ်စေအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေကတော့ကျွန်တော်လည်းကျေးဇူးလည်းအများကြီးတင်ပါတယ်ဗီဒီယိုပိုင်းလေးတွေကြည့်ရှုတဲ့အခါမှာ like လက်မလေးတွေနှိပ်ခဲ့ပြီးအားပေးပေးပါလို့เนาะကဲကိုမိုက်အားလုံးပဲเนาะ Telegram မျိုးတွေရောနော် Telegram channel လေးကိုလည်းကျွန်တော်မှတ်ပေးထားမယ်เนาะအားပေးတယ်ဆိုရင်ဝင်ရောက်ပြီးတော့ join ထားပေးပါเนาะဒီတိုက်ကကိုရီမာတွေရောเนาะ9ပိုင်း9ပတ်တီကိုကြိုက်လို့ကစားလိုက်လို့ရလိုက်ကြတဲ့ကိုရီမာတွေပဲဖြစ်ဖြစ်เนาะ168ကီးလေးနဲ့เนาะ53ညပတ်တီကိုကြိုက်လို့တွဲပြီးကစားလိုက်တဲ့ကိုရီမာတွေပဲဖြစ်ဖြစ်เนาะပေါက်ကြီးလေးတွေမှန်းကန်ပေးကြပါလို့အားလုံးပဲကဲကိုရီမာတွေအားလုံးပဲကျွန်တော်ညနေမှာလဲเนาะအကောင်းဆုံးဖြစ်အောင်ကိုရီမာတွေကိုထပ်ပြီးတော့အကောင်းဆုံးဖြစ်အောင်ထပ်ပြီးစူးစမ်းပေးပါမယ်เนาะကဲကိုမိုက်အားလုံးပဲเนาะအဖွဲ့ဝင်ထားတဲ့ကိုရီမာတွေကလည်းအဖွဲ့ဝင်ထားတဲ့ကဏ္ဍလေးကိုထိထိမိမိကစားပါเนาะထိထိမိမိလေးကစားပါအချိန်တန်3ရက်တွင်ဟိုသူ့ဘာနူလာပါလိမ့်မယ်เนาะဝေးခွေကစားတဲ့ကိုရီမာတွေအနေနဲ့ကလည်းဝေးခွေကိုထိထိမိမိလေးစပ်ပြီးမွေးပါတကွက်ကောင်းမွေးလေးလည်းကျွန်တော်ပြောပေးထားတယ်เนาะဘာတွေလဲဆိုတာကိုเนาะအရှိရဗီဒီယိုဖိုင်လေးမှာပဲပြန်လည်ပြီးတော့ကြည့်ရှုပေးเนาะကျွန်တော်ထပ်ကတလဲလဲမပြောတော့ပါဘူးထပ်ကတလဲလဲပြောနေကဏ္ဍတွေကမကြဘဲနဲ့လွယ်သွားတာကြောင့်ဒီလိုအကြောင်းလို့ရှိလို့ကျွန်တော်ခဏမပြောတာပါเนาะဒါလေးကိုတော့နားလည်ပေးကြပါเนาะအမြဲတမ်းအားပေးတဲ့ကိုရီမကြီးဆိုတော့အဒီဆုံးပါเนาะကဲကိုမကြီးအားလုံးပဲကျွန်တော်တို့အခုအင်္ဂါနေ့ညနေမှာဆိုရင်4-9-1ချိန်နဲ့ကစားပါမယ်4ပိုင်း4ဘတ်ဒီ9ပိုင်း9ဘတ်ဒီပါเนาะပြီးခဲ့တဲ့ဘက်ကလည်းကနန်းအစုံကြထားတဲ့အတွက်ဒီတစ်ပတ်မှာပါဝါလာတက်တယ်เนาะဒါတော်တော်များများတော့လာတက်တယ်ပေါ့ဗျာเนาะပါဝါကြီးပဲလူတော်တော်များများဝိုင်းလိုက်ကြလို့ကနန်းဟုံသွားပြီးတော့ဒါဟုံသွားရင်တော့လေမစင်းတက်ဘူးတော့ဖြစ်တတ်တယ်เนาะဒါပေမဲ့အပူးလေးပါထည့်ပြီးသတိထားပါဒီတစ်ပတ်မှာเนาะကဲကိုမိုက်အားလုံးပဲကျွန်တော်တို့4ပိုင်း4ဘတ်တီ9ပိုင်း9ဘတ်တီထုံးစံအတိုင်းပဲပတ်တီကစားခြင်းနဲ့ကိုရီမာတွေက4ကိုကြိုက်နေတဲ့ကိုရီမာတွေကလည်း4ကိုကစားနိုင်တယ်9ကိုကြိုက်နေတဲ့ကိုရီမာတွေကလည်း9ကိုကစားနိုင်ပါတယ်เนาะတနေ့ကုန်းစား share key ဖြစ်တဲ့168 key လေးနဲ့လည်း4ပိုင်း4ဘတ်တီ9ပိုင်း9ဘတ်တီကိုကြိုက်ရင်တွဲပြီးတော့ကစားလို့ရပါတယ်ဗျာเนาะကဲ4နဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးတော့ကစားရမယ်ခဏလေးတွေရယ်9နဲ့ပတ်သက်ပြီးအဓိက main ထားပြီးတော့ကစားရမယ်ခဏလေးတွေရယ်ကိုကျွန်တော်ထပ်မှတ်ပြီးတော့မျှဝေပေးသွားပါမယ်ကိုမိုက်အားလုံးပဲဗီဒီယိုဖိုင်လေးကို like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါဗျာเนาะကဲကိုမိုက်အားလုံးပဲ
၄ပိုင်၄ပတ်တိနဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့484340ခွန်ဒီကမိန်ထားပြီးကစားပါเนาะခဏလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါเนาะ6ပိုင်6ပတ်တိနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေ6နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေကျွန်တော်တို့989390ခွန်ဒီကမိန်ထားပြီးတော့ကစားပါခဏလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါအထူးမင်းရောတကွက်ကောင်းလေးတွေလည်းကျွန်တော်ထပ်မံပြီးရွေးချယ်ပေးပါမယ်เนาะတကွက်ကောင်းလေးတွေထိမိလေးထွက်လာအောင်တော့ဖြစ်လာအောင်တော့ကျွန်တော်အကောင်းဆုံးစူးစမ်းပေးမှာပဲเนาะကိုရီမာဒီဘက်ကလည်းတကွက်ကောင်းလေးတွေတော့ထိမိလေးကစားပါเนาะဒါမဲ့လည်းကျွန်တော်ပေးတဲ့ကဏ္ဍလေးတွေကိုလည်းကိုရီမာဒီဘက်ကလည်းထုံးစံတိုင်းပဲကြိုက်နေတတ်မှုရှိမှကြိုက်တူမှုရှိမှလည်းကစားကျွန်တော်ကတော့ကျွန်တော်မြင်ကျွန်တော်တွေ့တာလေးတွေကိုလာရောက်ပြီးတော့ညှောက်ပေးခြင်းဖြစ်ပါတယ်ဗျာเนาะကဲကိုရီမာဒီအားလုံးပဲเนาะကျွန်တော်တို့၄နဲ့ပတ်သက်လာပြီဆိုရင်4843 44ခွန်အဲ့ဒီမှာအထူးမင်းရောတောက်ကွက်ကောင်းဒီကျွန်တော်တို့42မှခွန်ပါကဏ္ဍလေးတွေကိုအားပြီးတော့ကစားပါเนาะ6နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်း68 93 90ခွန်အဲ့ဒီမှာအထူးမင်းရောတောက်ကွက်ကောင်းဒီကျွန်တော်တို့62မှ3ပါเนาะ93ဒီအထူးမင်းရောတောက်ကွက်ကောင်းပါเนาะ4နဲ့ပတ်သက်လာပြီဆိုရင်ကျွန်တော်တို့42မှခွန်ဒီမင်းရောတောက်ကွက်ကောင်းနော်6နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်း62မှ3ဒီအထူးမင်းရောတကွက်ကောင်းပါကဏ္ဍလေးတွေကိုအားပြီးတော့ကစားပါဗျာနော်ကိုမိုင်အားလုံးပဲကဲကိုမိုင်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲတမ်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ